ခုနှစ်ရက်သားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ညီမရိုးရာဗီဒီ channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့တနင်္ဂနွေသားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆရာကြီးစန်းစာနေပုံညီမရိုးရာအထောက်အကိန်းစာအုပ်မှာဟောကြားထားသောတနင်္ဂနွေသားသမီးများအတွက်2025ခုနှစ်အောက်တိုဘာလ21ရက်နေ့မှနိုဝင်ဘာလ4ရက်နေ့အထိ15ရက်စာကြံပြုဟောစတန်ကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါတယ်။အစီအစဉ်လေးမစခင်မှာတဦးစေတနာတဦးမြတ်တာဆိုသလို subscribe လေးနေပြီးခဲ့ဖို့တောင်းဆိုပါရစေ။အသက်တနိုင်တည်အောင်လဲဒီတော့ခေါင်းလုံးလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်တနင်္ဂနွေသားသမီးများအတွက်15ရက်စာဟောစတဲ့ဒီကာလအတွင်းမှာစိတ်ပြန့်လွတ်နေမယ်မိသားစုအတွင်းမှာစိတ်အနှောက်အယှက်ဖြစ်စရာများတစ်ခုပြီးတစ်ခုဖြစ်ပေါ်နေတတ်တယ်မိမိကြောင့်အိမ်သူအိမ်သားများစိတ်ညစ်ရမယ်အိမ်မသူများကြောင့်လည်းမိမိအနှောက်အယှက်ဖြစ်မယ်အိမ်ရှိလူများတူပြီးတူကျမ်းမာရေးညံ့တတ်ပါတယ်မိသားစုမှာငွေကြေးတိုးပွားရာတိုးပွားကြောင်းအတွက်အတိုးချငွေကြေးထားသည့်ကိစ္စများတွင်ဆုံးရှုံးခြင်းများဖြစ်တတ်တယ်တာဝန်မဲ့စွာအတိုးမပေးသောသူများတစ္ဆာမဲ့စွာအတိုးရောအရင်းမှာပြန်မပေးသောသူများနဲ့ကြုံရတတ်ပါတယ်အထူးသဖြင့်တနင်္လာနေ့ကြာသပတေးနေ့မွေးသူများထံမှလက်လွန်ထားကပြန်တောင်းရန်ခဲရင်လာတဲ့အပြင်မိမိအပေါ်မိုင်းမိုင်ရန်ရန်ဆက်ဆံခြင်းအထိပင်ကြုံရမယ်၎င်းအပြင်အကျိုးမြတ်ရမည်ဟုထင်မှတ်ပြီးပစ္စည်းဝယ်ယူခြင်းပြုပါကအမျက်မရသည့်အပြင်ငွေပြန်ဖော်ရန်ပင်ခဲရင်တတ်တယ်အထူးသဖြင့်တနင်္လာနေ့ဗုဒ္ဓဦးနံလုပ်ငန်းများမှာအညံ့ပေါ်တတ်တယ်လူလိန်လူကောက်ပွဲစားလူရှုံများအိမ်တွင်အဝင်ထွက်များနေမယ်မောင်နှမသားချင်းထဲမှာလျှက်ပေါ်လိုလီသူတို့ကခင်မီပစ္စည်းများအဝတ်ထဲများဝယ်ယူသုံးစွဲရန်မိမိထံမှတော်၎င်းမိသားစုထံမှတော်၎င်းငွေကြေးခိုးယူခြင်းကြုံရမယ်၎င်းအပြင်တပားသူများထံမှလည်းငွေချေယူမည်၎င်းကိစ္စကိုမိမိကတာဝန်ယူငွေဆက်ရောပေးရတာမျိုးကြုံရတတ်ပါတယ်အောက်တိုဘာလ22ရက်26ရက်29ရက်နိုဝင်ဘာလ1ရက်2ရက်နေ့များတွင်အလုံးစုံအစဉ်ပြေစေရန်ဆောင်ရွက်အောင်မြင်မယ်ဆုံးဖြတ်ချက်များမှန်ကန်၍စိတ်ကူးသည်များပေါ်ထွက်မယ်ဆောင်ရွက်ရန်ကိစ္စမှန်သမျှပိုင်ပိုင်နိုင်နိုင်လုံနိုင်စွမ်းရှိမယ်မိမိနဲ့ဆောင်ရွက်ဖူးခြင်းလုပ်လေလုပ်ထမရှိသောသူများနဲ့အလုပ်ကိစ္စများကိုတူတောင်းသောအချိန်အတွင်းမှာလုပ်ကိုင်နိုင်ခြင်းရှိမယ်ရိုးရိုးရှင်းရှင်းနဲ့တပားသူတို့အတွက်အဆန်းတကျဖြစ်အောင်အံ့ဖွယ်ပြောစမှတ်ဖြစ်လောက်အောင်လုပ်နိုင်စွမ်းရှိပါလိမ့်မယ်အောက်တိုဘာလ21ရက်23ရက်28ရက်30ရက်နိုဝင်ဘာလ4ရက်နေ့များတွင်ဝေဖန်တိုက်ခိုက်သူပေါ်တတ်တယ်ရှင်ပြိုင်သူပေါ်မယ်မိမိကအတွင်းကြကြဆက်ဆံပေါင်းသင်းထားသူကမိမိအပေါ်ဒုက္ခပေးလိမ့်မယ်အထူးသဖြင့်အင်္ဂါနေ့စနေနေ့မွေးသောသူများနဲ့ပူးပေါင်း၍နောက်ွယ်တွင်မိမိလုပ်ငန်းကိုရေးကိုရာကိစ္စများကိုအတင်ဖြင့်တပွဲပြော၍ဒုက္ခပေးမယ်သူတစ်ပါးကိစ္စများအတွက်ရုံးရောက်ဂိုက်ရောက်အာမခံပေးရမယ်အောက်တိုဘာလ24ရက်25ရက်26ရက်28ရက်31ရက်နိုဝင်ဘာလ3ရက်နေ့များတွင်အခက်အခဲဖြစ်ရှင်းနိုင်ခြင်းအလုပ်အကျန်းစီအသစ်များဆောင်ရွက်ခြင်းခရီးကိစ္စစီစဉ်ရခြင်းအတွက်အထူးကောင်းကျိုးပေးသောနေ့ရက်များဖြစ်ပါတယ်မြေကိစ္စမိသားစုပိုင်ဆိုင်မှုကိစ္စများပြောဆိုဆောင်ရွက်ခြင်းအဆင်ပြေမယ်အနောက်ရမှနဖူးမောက်မောက်နေအောင်ကောက်ကောက်နဲ့အသားနှစ်သောသူမှကုညီခြင်းကြောင့်ခရီးကိစ္စများအလုံးစုံအဆင်ပြေသွားနိုင်တယ်နေရာသစ်ဝင်ကျင်သစ်နဲ့ဆက်ဆံ၍လောက်ကိုင်းသောကိစ္စမှန်သမျှအဆင်ပြေမယ်အကျိုးပေးသောအယောင်မိခိုးရောင်အစိမ်းရင်ရောင်ရွှေအိုရောင်နုနှစ်ရောင်တို့သည်ဒီကာလအတွင်းမှာကံကောင်းစေသောအယောင်များဖြစ်၍ဝတ်ဆင်သုံးစွဲသင့်ပါတယ်ကံကောင်းစေသောပန်းများမှာဒဇင်ပန်းနှင်းစီပန်းရောင်စုံတစ်ခွာပန်းရောင်စုံကြာပန်းပွင့်ရောင်စုံကဏ္ဍမပန်းတို့သည်ဒီကာလအတွင်းဆူတောင်းပြပြီးလက်ပွင့်စေသောတပန်းများဖြစ်၍ဖျားပန်းကလူချင်းပြုလုပ်ပါအကျိုးပေးသောကဏ္ဍများမှာယခုကာလအတွင်းတနင်္ဂနွေနေ့မွေးသူအားလုံးတို့သည်အတိတ်နမိတ်ထူရ၍သော၎င်းထူခြားသောနမိတ်ရ၍ထီထိုးသောအခါတွင်၎င်းညံကွင့်အသုံးချ၍ထီထိုးပါယခုကာလအတွင်းအကျိုးပေးသောကဏ္ဍများမှာ9842နှစ်ကဏ္ဍနံပါတ်များဖြစ်ပါတယ်ရရအုံးပင်တပင်အောက်တွင်မြောက်ရက်ကိုမျက်နှာမူ၍လိမ္မော်သည့်စားကလိုရာဆန္ဒပြုပါအိမ်ရှိစကောစကားအဟောင်းတစုံတရာရှာဖွေ၍စွန့်ပြပါဒီကာလအတွင်းမှာတရုတ်စကားပန်းကိုဖျားမတင်ကောင်းမှာတနင်္ဂနွေသားသမီးများအလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေတနင်္ဂနွေသားသမီးများတွေတိုက်ဆိုင်မှန်ကမှကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်ကျေးဇူးတင်ပါတယ်မြမရိုးရာဗီဒီ channel မှာနာမည်ကြီးဗီဒီဆရာများရဲ့နေ့စဉ်ဟောစတမ်းများအပတ်စဉ်ဟောစတမ်းများလစဉ်ဟောစတမ်းများနှစ်စဉ်ဟောစတမ်းများနဲ့ရေဒီယာတို့ဟောအချိန်နဲ့တပြေးညီပုံမှန်တင်ဆက်ပေးနေလို့မြမရိုးရာဗီဒီ channel လေးကို like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအသစ်တနိုင်သိအောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်